လို့ကျေးဇူးတော်ချီးမွမ်းတယ်ဘုရားကဒီနေရာကိုသွားဆိုရင်သွားရမယ်ဘုရားသခင်ကဒီမှာနေဆိုရင်နေရမှာဖြစ်တယ်ဒီနေ့ဆိုလိုဆိုဖို့အတွက်ဘာပူကပြောတဲ့အခါမှာညီမလေးမွိုးသေးနဲ့ US ဖြစ်သွားတယ်ပေါ့နော်ဆိုတော့မနှစ်တည်းကသူနဲ့စကားပြောဖြစ်တယ်မတူတူဘုရားသခင်ကအခွင့်ပေးတဲ့အခါကျရင်ညီမတို့တရက်တူတူချီးမွမ်းရအောင်တဲ့သူမြန်မာလူမျိုးချီးမွမ်းတဲ့ချင်းမဆိုဘူးမြေစိုးလိုပဲဆိုတာဆိုတော့ကျမကလည်းဒီမှာမြန်မာလူပဲချီးမွမ်းတတ်တယ်ဆိုတော့ချီးမွမ်းတတ်သေးတယ်ဆိုတော့ဒါနဲ့ကျမညီမလေးကိုတချင်းရွေးခိုင်းတယ်ညီမလေးရွေးလိုက်ပါဆိုတော့သူရွေးရဲ့တချင်းကကိုရောမြတ်ထံကျေးဇူးချီးမွမ်းပြီအဲ့နဲ့ကျမအရန်ပြောအိုးဖျားရှင်ကောင်းမြတ်လိုက်တာအဲ့တချင်းကအရန်ဟောင်းတဲ့တချင်းဖြစ်တယ်ကျမတို့ငငယ်လေးကလေးကကျမတို့ခရိယန်တယောက်မှမရှိတဲ့နေရာချင်းအမိဆုံးမပြောနဲ့ချင်းဆိုရင်ဘာချင်းမှယုံကြည်သူမရှိတဲ့နေရာအသင်းတော်မရှိတဲ့နေရာမှာကျမတို့အဲ့တချင်းကိုလက်ခုပ်တီးပြီးတော့မနေ့တစ်ချိန်ညတစ်ချိန်တစ်ချိန်လုံးအတန်ကျဲစွာဖြင့်ချီးမွမ်းခဲ့တာဖြစ်တယ်အဲ့တချင်းဒီနေရာမှာပြန်လဲဂုဏ်တော်ချီးမွမ်းခွင့်ရလို့ကျေးဇူးတော်ကိုချီးမွမ်းပါတယ်ကျေးဇူးချီးမွမ်းမည်အသက်ဆောင်တွင်ကျွန်ုပ်မြည်ရှိပြီအယောင်မဲမပြည့်စည်နိုင်တော့လက်တော်တန်ချဲဖြင်းရမပြီကိုရောမြတ်ထံကျေးဇူးချီးမွမ်းမည်ချီးမွမ်းကိုယ်ွယ်ခြင်းဖြင့်ပူဇော်သည်ကျေးဇူးချီးမွမ်းယေယူဆောင်လာပြီအမြင့်ဆုံးဖျားကျွန်တော်ဝမ်းမြောက်ကျေးဇူးကျွန်တော်ချီးမွမ်းမည်အခါမဲ့အသက်ရှူဖို့လေးပြင်ဆင်ပေးနေနဲ့လာချေတောက်တုံးဖို့ရိပ်များထောက်ပံ့ပေးတော့ကျွန်တော်ဖက်ရချီးမွမ်းမည်ချီးမွမ်းကိုယ်ွယ်ခြင်းဖြင့်ပူဇော်သည်ကျေးဇူးချီးမွမ်းယေယူဆောင်လာမည်အမြင့်ဆုံးဖျားကျွန်တော်ဝမ်းမြောက်
လံဖျားရှင်တော်ကြီးကောင်းချီးပေးပါစေ